တရေမဟုတ်ပါဘူးကိုကြီးရဲ့ အဲ့ဒါနည်းပါလေ ဟိုကျမလားဟိုစားနဲ့ပင်နဲ့ပြောရမယ်ဆိုရင်တော့ကြည့်တစားပေါ့ဟိုကြပြဆန်ဆန်လေးပြောရမယ်ဆိုရင်တော့ညံ့ငှက်ကလေးပေါ့ကိုကြီးရဲ့ဟိုခက်ရရမ်းပြောရရင်တော့ဖောက်ကားပေါ့ အော်ပြဆန်လိုက်တဲ့ဖောက်ကားရတူပဲကင်းလို့ဟာတော်ဖြစ်နေလို့ပါစီ အဲ့ဒါဆိုတော့ကင်လေကွာ ကျွန်တော်မကင်းအဲ့ဒါကိုကင်းလိုက်မှာနော် ဟာရမင်းငါပဲလှည့်ပြီးရမ်းမချားနဲ့နော် ဆက်လာကျွန်တော်ကင်းလို့ကင်း တော့ဖြစ်ပါလေကွာ ဘယ်လိုရှူပေါက်ချလိုက်တာကွာအားရကျိုးရမလေးဟဲ့နာ အကို အမလေးတရား တရေမဟုတ်ပါဘူးကိုကြီးရဲ့ အဲ့ဒါနည်းပါလေ ဟိုကျမလားဟိုစားနဲ့ပင်နဲ့ပြောရမယ်ဆိုရင်တော့ကြည့်တစားပေါ့ဟိုကြပြဆန်ဆန်လေးပြောရမယ်ဆိုရင်တော့ညံ့ငှက်ကလေးပေါ့ကိုကြီးရဲ့ဟိုခက်ရရမ်းပြောရရင်တော့ဖောက်ကားပေါ့ အော်ပြဆန်လိုက်တဲ့ဖောက်ကားရဲ့ကဲဖောက်ကားအဖော်ရှာတဲ့ကိစ္စဘာလဲပြော ဟိုအဲ့ဒါလေဟိုညီမလေးလူဆွေဦးမပေါက်တယ်လို့အော်ကိုကြီးဖောက်ပေးပါလား ဖောက်ချင်တာပေါ့ညီမလေးဒါနဲ့လေညီမလေးကိုဈေးဥဖောက်ဖို့ဆိုတာလေကိုကြီးအစတီနဲ့တိုက်ရိုက်ပတ်သက်နေတယ် အော်ဟိုအဲ့ဒါဆိုရင်ကိုကြီးအာစီကိုပါဖောက်ခိုင်းလိုက်လေ ဟာမရ။ तू ကအတောက်သမားအဖောက်သမားမဟုတ်ဘူး။ကိုကြီးကတော့ one way head line နေပဲ ဟိုအဲ့ဒါဆိုရင်လည်းလူကိုကြီးပဲဖောက်လိုက်ပါလားညီမတို့ discount ပေးမယ်လေနော် ။အမလီ new year မလို့လား။အမလီဘူဆန်လိုက်တာ။အမလီဒီလိုလုပ်ပါလား။ဟို discount ပေးမဲ့အစားလေးကိုကြီးကိုအကျွေးစနစ်လေးနဲ့စီစဉ်ပေးလိုက်ပါ အော်ကိုကြီးကလည်းဈေးဥတော်မပေါက်သေးပါဘူးဆိုဘာကျွေးလဲလို့ဟိုဒီတစ်ခေါက်တော့လက်ငင်းလေးပဲလုပ်လိုက်ပါကိုကြီးရဲ့နော်ဟိုနောက်တစ်ခေါက်ကြလို့ရှိရင်လေညီမလေးအဆင်ပြေရဲ့ခေါက်ကြလို့ရှိရင်လေအကျွေးလဲပေးမယ်အခန်းကလည်းရှင်းပေးမယ်နော် ။အမလီလိမ့်မလိုက်တာ။ဒီမှာငါတို့တော်တော်ဖြစ်နေပြီနော်။ကဲအဲ့ဆိုဘာကြမလား။လာအစီစက်တော်ခေါ်ပြောပါရဲ့လားဖေယား ဘာလဲကြိုက်သူကွာ အစီဟိုတပည့်လေညင်ငက်ကလေးတကောင်မိလာလို့အဲ့ဒါကင်ချင်းလို့အစီ ကင်လိုက်လေငါလည်းအရင်နေမြည်လို့ရတော့ ဩအစီကလည်းအငတ်ဒါကင်လို့မရဘူးလေအစီ အဲ့ဒါဆိုဖုတ်လိုက်ပေါ့ အတူတူပဲလေအစီဒီမှာကြည့်ဦးဘာလဲလို့ကြည့်ဦးလေအစီ ဟဲ့ကြိုက်သူ ညာအစီ ဟာသူကဘာလဲ ဩညင်ငက်လေးဘတ်တာဖလိုင်းလေးတော့ရှင်းလေအစီကင်ဖို့ လောက်လာပြန်ပြီကွာဘာမှတွေ့လာ ဟိုကျွန်တော်တေးသွားပေါ့နဲ့ခလုတ်တိုက်လာတာလို့ပါအစီတပည့်ကင်ချင်းလို့ပါဟာတော်တော်ဖြစ်နေလို့ပါအစီ ကဲအဲ့ဆိုတော့ကင်လေကွာ မရဘူးလေအစီအာဂီလိုလေအစီ အာရကီ ဟုတ်ကဲ့ မင်းကင်မဲ့ကိစ္စကိုဘာကိစ္စငါအာရကီပေးရမှာလဲမဲ့မေပေးလေ အစီကလည်းတပည့်မှာမရှိဘူးလေအစီကျွန်တော်သူ့ကိုညှိပြီးသွားပြီအကျွေးမရဘူးလေအစီလို့ပါအစီအာဂီလေးလုတ်လိုက်ပါအစီကလည်း ကြိုက်သူကမင်းချီးတော့ပဲကွာ ဟုတ်ပါတယ်အစီကလုတ်ပါကျွန်တော်နိုးစီဘူးကားချစ်ရှင်နေပြီနော်အစီလုတ်ပါအစီဟာကျွန်တော်သူ့မကင်ရရင်အစီကိုကင်လိုက်မှာနော် ဟာရမင်းငါပဲလှည့်ပြီးရမ်းမချားနဲ့နော် ဆက်တာအစီကျွန်တော်ကင်လို့တော့ကင်နေတော့ဖြစ် ကွာ ကဲရော ကျေးဇူးပဲအစီကဲအစီလေးတော့ အေးဟာငါဘယ်ကိုလက်ရမှာတော့ ကျွန်တော်ဒီမှာကင်ပါလေရှယ်ကင်လိုက်မယ် ဟာဟေ့ငါကားပေါ်မှာမလုံးနဲ့နော်ဟေ့ကားလက်ပိတ်တယ်ကွာသွားထုံနေသွား ဟိုအစီကနှိမ့်လိုက်တာအစီဟာရတယ် ဟဲ့ကြိုက်သူ ညာအစီ အရင်မကြသေးနဲ့ဟို စိတ်ချပါအစီဟာ7မိနစ်ဟောလို့လက်ညိုးလေးကွေးဖို့7မိနစ်ပဲစောင့်အစီအစီလောက်တာနဲ့ဗျာဇော်ကြီးလက်ဆွဲတွေတော့တိုင်ပတ်ကုန်လာ ကြိုက်သူဟာမင်းတုံတနာယူစမ်းပါ